အားလုံးပဲမင်္ဂလာပါ KNUK မျိုးသားအစည်းအရုံးပြည်သူ့စစ်ဆင်ရေးနဲ့သတင်းပြန်ကြားရေးဤသတင်းအစီအစဉ်မှာကြိုဆိုပါရစေ။ရာနော်စုကဖောဖြစ်ပါတယ်။2026ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှ25ရက်နေ့အတွင်း KNUK မျိုးသားအစည်းအရုံးမှထုတ်လွှင့်ခဲ့တဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏လူအခွင့်အရေးချိုးဖောက်မှုများဌာနဆိုင်ရာလှုပ်ရှားမှုသတင်းများ KNU မြို့နယ်ကိုကရသတင်းတိုက်ပွဲသတင်းများနှင့်လက်နက်ချအလင်းဝင်မှုသတင်းများတို့ကိုစုစည်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။လူအခွင့်အရေးချိုးဖောက်မှုများလူသထုခရိုင်တွင်2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့တွင်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲအာဏာသိမ်းအကြမ်းဖက်စစ်တပ်အမှတ်310အမြောက်တပ်နှင့်ပဲခူးတိုင်းဝေါ်မြို့နယ်လက်ပံရွာတွင်အခြေချထားသောအကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့မှအယက်သားပြည်သူနေထိုင်သည့်ရွာကိုပြစ်မှတ်ထားပြီး120မမလက်နက်ကြီး6လုံးပစ်ခတ်ခဲ့သောကြောင့်စိုက်ထုမြို့နယ်ခရွဲကြီးရွာအုပ်စုထဲသို့ကြာရောက်ပောက်ကွဲခဲ့ပြီးခရွဲရွာဖုန်ကြီးကျောင်းဝန်းရှိစွန်စားကျောင်းအမိုးပေါ်တစ်လုံးကျောင်းဝန်းအပြင်တွင်တစ်လုံးသုံးခွရွာအပြင်မလိခ73စီအယောင်ဆိုင်အနီးဝန်းကျင်တွင်တစ်လုံးအခိုင်ရွာဘေးတွင်တစ်လုံးကြာရောက်ပောက်ကွဲပြီးစွန်စားကျောင်းတစ်လုံးထိမှန်ပျက်စီးခဲ့ပါတယ်တောဥခရိုင်ထောတထုမြို့နယ်မော်နွေပွားကြီးရွာအုပ်စုဇီဒေါခိုကြီးရွာအတွင်းသို့2026ခုနှစ်ဇန်နဝါရီလ19ရက်နေ့တွင်အကြမ်းဖက်စစ်တပ်မှဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်အတွင်းပေါင်900ဘုံ3လုံးကျဲချခဲ့သောကြောင့်ဇီဒေါခိုကြီးရွာနှင့်85နှစ်အရွယ်အမျိုးသမီး2ဦးနှင့်55နှစ်အရွယ်အမျိုးသမီးတို့2ဦးထိခိုက်ဒေဆုံးခဲ့ရပြီးအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရကနေအိမ်6လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။ကလလူထုခရိုင်မူးမြို့နယ်အတွင်း2026ခုနှစ်ဇန်နဝါရီလ19ရက်နေ့တွင်အကြမ်းဖက်စစ်တပ်ခမာရ300ခုမှဒရုန်းဖြင့်လေတုံးကြီးရွာအတွင်းသို့ဘုံဒီတစ်လုံးလာရောက်ကျဲချခဲ့သောကြောင့်60နှစ်အရွယ်အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတောင်ငူလေဓမ္မဂျက်ဖိုက်တာတစ်စီးဖြင့်ပေါင်300ဘုံနှလုံးကိုကွီးတုခေါ်ကြီးရွာအုပ်စုအတွင်းသို့ကျဲချခဲ့သောကြောင့်နွားတကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇန်နဝါရီလ20ရက်နေ့တွင်အာနာသိန်းအကြပ်ဖက်စစ်တပ်မှမာနီခွေးနေရအတွင်းသို့ဒရုန်းဘုံသည့်တစ်လုံးလာရောက်ပစ်ခတ်ခဲ့ရာကကြီးစိတ်ကြီးရွာနှင့်54နှစ်ရှိအမျိုးသား2ဦးနှင့်28နှစ်ရှိအမျိုးသား2ဦးတို့ထိခိုက်ဒေဆုံးခဲ့ရပြီး73နှစ်အရွယ်အမျိုးသား2ဦးနှင့်24နှစ်ရှိအမျိုးသား2ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ဇန်နဝါရီလ21ရက်နေ့တွင်အာနာသိန်းအကြပ်ဖက်စစ်တပ်မှနှလောင်းကြီးကျေးရွာအတွင်းသို့ဂျိုင်ရိုကော်ပတာဖြင့်ပစ်ခတ်ခဲ့သောကြောင့်နှလောင်းကြီးကျေးရွာနှင့်69နှစ်ရှိအမျိုးသား2ဦးထိခိုက်ဒေဆုံးခဲ့ရပါတယ်။ဇန်နဝါရီလ23ရက်နေ့တွင်တံပိုတက်ရင်ရှိအာနာသိန်းအကြမ်းဖက်စစ်တပ်မှမာနီခွေးအတွင်းသို့60မမလက်နက်ကြီး6လုံးပစ်ခတ်ခဲ့ရာနိုဒေါတာကျေးရွာနှင့်25နှစ်ရှိအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇန်နဝါရီလ24ရက်နေ့တွင်တောင်ငူလေဓမ္မဂျက်ဖိုက်တာတစ်စီးသည်ရေလဲအနောက်ဖက်ကမ်းကျေးရွာအတွင်းသို့ဘုံလေးလုံးကျဲချခဲ့သောကြောင့်အမျိုးသား2ဦးနှင့်အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိကာအယက်သားပြည်သူများရဲ့နေအိမ်3လုံးမှာလည်းလက်နက်ကြီးထိမှန်ပျက်စီးခဲ့ရပါတယ်။လွတ်တုံမြို့နယ်အတွင်း2026ခုနှစ်ဇန်နဝါရီလ21ရက်နေ့တွင်ပဲ့နွယ်ကုန်းရှိအကြမ်းဖက်စစ်တပ်မှဇရက်ခင်ကျေးရွာအတွင်းသို့120မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရာဇရက်ခင်ကျေးရွာနှင့်အသက်35နှစ်ရှိအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လူပလာရခရိုင်နိုတကောမြို့နယ်၌2026ခုနှစ်ဇန်နဝါရီလ20ရက်နေ့တွင်ဝဘိုးကုန်းကျေးရွာနှင့်အသက်42နှစ်အရွယ်ရှိအမျိုးသမီး2ဦးမှမိမိနေအိမ်ဘေးတွင်ရောဘာချစ်နေစဉ်ကြာအင်းစိတ်ကြီးမြို့အခြေဆိုင်အာနာသိန်းအကြမ်းဖက်စစ်ကော်မရှင်ခလာရ184တပ်မှမြည်သည့်အကြောင်းပြချက်တစုံတရာမှမရှိဘဲအကြောင်းမဲ့ပစ်ခတ်ခဲ့သည့်အတွက်အဆိုပါအပြစ်မဲ့အမျိုးသမီးမှာဘယ်ဖက်နှအောင်ဘေးတွင်ကြည်ထိမှန်တန်ရာဖြင့်ထိုနေရာတွင်ပွဲချင်းပြီးတည်ဆုံးခဲ့ပါတယ်။ဌာနဆိုင်ရာလှုပ်ရှားမှုများကော်တူလီတစ်တော်ဌာနရဲ့လှုပ်ရှားမှုများ KNUK မျိုးသားအစည်းအရုံးကော်တူလီတစ်တော်ဌာနဗဟိုသည်ဖန်အန်ခရိုင်တွင်အလုံယုံဆွေးနွေးပွဲကို2026ခုနှစ်ဇန်နဝါရီလတွင်ကျေးရွာရေဦးရေဖျားကော်မတီများ6ခုမှကိုယ်စားလှယ်များမြို့နယ်ခရိုင်နှင့်ကော်တူလီဗဟိုတစ်တော်ဌာနခေါင်းဆောင်များလူဦးရေစုစုပေါင်း30ကျော်ဖြင့်ဖန်အန်ခရိုင်လိုင်းပွဲမြို့နယ်တွင်နှစ်ရက်တာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်
ဖန်အံခရိုင်ရှိပြည်သူလူထုများကိုတန်ရှင်းသောရေများအစီအမြဲသုံးပြုနိုင်ရန်အတွက်ရေဦးရေပြားကော်မတီများကဆောင်ရွက်ခဲ့သောလုပ်ငန်းများပြန်လည်သုံးသပ်ခြင်းရေဦးရေပြားဒေသအတွင်းဖြစ်ပေါ်နေသောစိတ်ခေါ်မှုများဖော်ထုတ်ခြင်းအားနည်းချက်အသာချက်များရှေ့လုပ်ငန်းစဉ်များနှင့်မဟာဗျူဟာများကိုတိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ဒုပလာယာခရိုင်တစ်တောဌာနနှင့်ကော့ဂရိတ်မြို့နယ်တစ်တောဌာနသည်ပိုးရေးကျေးရွာအုပ်စုဖြစ်သောပိုးရေးဆိုးထပေါ်အော့ကလိုကြီးရွာလူထုများနှင့်တွေ့ဆုံ၍ရွာအခြေပြုရေဦးရီပြားစီမံလုပ်ကိုင်မှုအစီအစဉ်တစ်ရပ်ကို2026ခုနှစ်ဇန်နဝါရီလပထမအပတ်တွင်ရေးဆွဲချမှတ်ခဲ့ပါတယ်။ကျေးရွာအခြေပြုရေဦးရီပြားစီမံလုပ်ကိုင်မှုရေးဆွဲချမှတ်ရခြင်းသည်တောက်သုံးရေများကိုကောင်းမွန်စွာရရှိနိုင်ရန်နှင့်နာလာနောက်သားများစင်ဆက်မပြတ်ရေကိုလုံလစွာရရှိစေရန်တတော်တစ်ပင်များကိုဂေဟာစနစ်အတိုင်းရှင်သန်ပေါက်ရောက်စေရန်နှင့်တောရိုင်းတရိတ်ဆက်များတဘာဝအတိုင်းရှင်သန်ကျက်စားနိုင်စေရန်အတွက်ဖြစ်ပါတယ်။ကရင်လူငယ်အစည်းအရုံး၏လှုပ်ရှားမှုများ KNU အမျိုးသားအစည်းအရုံးကော်တူးလေးအုပ်ချုပ်မှုနေမြေဖလော်ရီထူခရိုင်၌ကရင်လူငယ်အစည်းအရုံး KYO ဝစ်စတန်ကျောင်းနှင့်ကလင်းမောင်တိန်တို့မှပူးပေါင်းဦးဆောင်ပြီးလော်ဒိုမြို့နယ်နှင့်စောတိမြို့နယ်တို့အတွင်းကျေးရွာပေါင်း9ရွာရှိစာတေကျောင်းများသို့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပါတယ်။ထိုအသိပညာပေးလှုပ်ရှားမှုတွင်အမိုက်စီမံခန့်ခွဲရေးနှင့်မဆွေးနိုင်သောပလတ်စတစ်အမိုက်ကြောင့်ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲဆိုးကျိုးများအကြောင်းနှင့်ယောဂများအကြောင်းအသိပညာပေးကလက်တွေ့အမိုက်သိမ်းခြင်းနှင့်အင်ဒါယာရောက်အမိုက်သိမ်းစနစ်ကိုပါတည်ဆောက်ပေးခဲ့ပြီးလက်တွေ့အမိုက်သိမ်းရာတွင်အမိုက်တန်ချိန်6တန်ကျော်အိတ်ပေါင်း1654အားစနစ်တကျသိမ်းဆည်းခဲ့ပါတယ်။ပညာပေးစည်းရုံးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီရဲ့လှုပ်ရှားမှုများဒုသထုခရိုင်ဖန်အံမြို့နယ်တွင်နိုင်ငံရေးနှင့်အုပ်ချုပ်မှုဆိုင်ရာစွမ်းရည်မြင့်တင်ရေးသင်တန်းကို2026ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှ18ရက်နေ့အထိ12ရက်တာသင်တန်းကျင်းပပြုလုပ်ခဲ့ပြီးဇန်နဝါရီလ18ရက်နေ့တွင်သင်တန်းဆင်ပွဲအခမ်းအနားကျင်းပပြုလုပ်ပြီးစီးခဲ့ပါတယ်။ KNU မျိုးသားအစည်းအရုံးသည်တော်လှန်ရေးကာလကော်တူးလေးအစိုးရကိုစနစ်တကျနဲ့ပုံမကောင်းမွန်တဲ့အစိုးရတရအဖြစ်ပြည်မိလာစေရေးအတွက်စွမ်းရည်မြင့်တင်ရေးသင်တန်းများမှတစ်ဆင့်ခရိုင်မြို့နယ်နှင့်ကျေးနယ်များအထိအုပ်ချုပ်မှုစွမ်းရည်မြင့်တင်ရေးကော်မတီနှင့်ပညာပေးစည်းရုံးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီမှဦးဆောင်၍ဆွေးနွေးပို့ချပေးလျက်ရှိပါတယ်။သင်တန်း၌ဒုသထုခရိုင်တွင်အုပ်ချုပ်ရေးရန်တရားတည်ဆောက်ရန်ခရိုင်တွင်အုပ်ချုပ်မှုစွမ်းရည်မြင့်မားလာပြီးနိုင်ငံရေးအသိပညာနိုးကြားလာစေရန်နှင့်ဝန်ဆောင်မှုလုပ်ငန်းများကိုစနစ်တကျအကောင့်ထဲပေါ်လာနိုင်စေရန်ရည်ရွယ်၍ KNU အမျိုးသားအစည်းအရုံးအခြေခံလမ်းစဉ်နှင့်လုပ်ငန်းစဉ်များအခြေခံဥပဒေနှင့်နည်းဥပဒေများကျေးရွာအုပ်ချုပ်ရေးလက်ဆွဲနှင့်ကော်တူးလေးရာဇဝတ်မှုဥပဒေများကိုရှင်းလင်းသင်ကြားပို့ချပေးခဲ့ပါတယ်။ KNU အမျိုးသားအစည်းအရုံးကော်တူးလေးအုပ်ချုပ်မှုနယ်မြေမြိတ်တဝဲခရိုင်လော်မူလာမြို့နယ်အတွင်း2026ခုနှစ်ဇန်နဝါရီလ12ရက်နေ့မှဇန်နဝါရီလ22ရက်နေ့အတွင်းမြိတ်တဝဲခရိုင်ပညာပေးစည်းရုံးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီမြိတ်တဝဲခရိုင်လူငယ်အစည်းအရုံးခေါင်းဆောင်များ KNU လမိုလာမြို့နယ်ခေါင်းဆောင်များစုပေါင်းဦးဆောင်ပြီးမြို့နယ်ခေါင်းဆောင်များအတွက်ကော်တူးလေးအုပ်ချုပ်ရေးနှင့်ပြည်သူစီမံခန့်ခွဲရေးရက်တိုသင်တန်းကိုပြုလုပ်ခဲ့ပါတယ်။သင်တန်းတွင် KNU လမိုလာမြို့နယ်အမြဲတမ်းကော်မတီဝင်များမြို့နယ်ဌာနဆိုင်ရာခေါင်းဆောင်များ KNDO တက်ရင်ခွန်တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များကရင်လူငယ်အစည်းအရုံးခေါင်းဆောင်များကရင်အမျိုးသမီးခေါင်းဆောင်များစုစုပေါင်း49ဦးသင်တန်းတက်ရောက်ခဲ့ရပါတယ်။၎င်းသင်တန်းပြုလုပ်ရခြင်း၏ရွယ်ချက်မှာ KNU မြို့နယ်ခေါင်းဆောင်များဌာနဆိုင်ရာခေါင်းဆောင်များတပ်ပိုင်းဆိုင်ရာခေါင်းဆောင်များကရင်လူငယ်အစည်းအရုံးခေါင်းဆောင်များကရင်အမျိုးသမီးခေါင်းဆောင်များက KNU အမျိုးသားအစည်းအရုံး၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လုပ်ငန်းစဉ်များနိုင်ငံရေးလုပ်ငန်းစဉ်များနားလည်သဘောပေါက်စေရန်ကောင်းမွန်သောခေါင်းဆောင်မှုအုပ်ချုပ်ရေးနှင့်ပြည်သူ့စီမံခန့်ခွဲရေးလုပ်ငန်းများကိုနားလည်သဘောပေါက်စေရန်ဖြစ်ပါတယ်။ KNU မြို့နယ်ကွန်ဂရက်သတင်းဒုသထုခရိုင်အတွင်းရှစ်ကြိမ်မြောက်ကြိုက်ထိုမြို့နယ် KNU မျိုးသားအစည်းအရုံးကွန်ဂရက်ရွေးကောက်ပွဲအား
2026ခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာ18ရက်နေ့အထိ6ရက်တာပြုလုပ်ခဲ့ပြီးကွန်ဂရက်တို့လူတထုခရိုင်ဥက္ကဋ္ဌဘဒိုစောစိုးမြင့်အပါအဝင်ခရိုင်အမြဲတမ်းကော်မတီဝင်များကရင်မျိုးသမီးအစည်းအရုံးကရင်လူငယ်အစည်းအရုံးအမှတ်1တပ်မဟာခေါင်းဆောင်များစုစုပေါင်း9ဦးတက်ရောက်ခဲ့ကြပါတယ်။ကွန်ဂရက်၌မြို့နယ်အတွင်း၄နှစ်တာလှုပ်ရှားဆောင်ရွက်ခဲ့မှုများဌာနဆိုင်ရာရဲ့အခြေအနေများပြန်လည်သုံးသပ်ခြင်းကွန်ဂရက်လောက်ထုံးလုံနည်းနှင့်အညီလာမည့်၄နှစ်တာကာလတွင်တာဝန်ထမ်းဆောင်မိခေါင်းဆောင်များအားမဲပေးရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ကွန်ဂရက်တွင်စိုက်ထုံမြို့နယ်အမြဲတမ်းကော်မတီ32ဦးနှင့်မြို့နယ်အလုံမှုဆောင်ကော်မတီ9ဦးမြို့နယ်ဥက္ကဋ္ဌမြို့နယ်အတွင်းရေးမှူးမြို့နယ်တွဲဖက်အတွင်းရေးမှူးမြို့နယ်တရားသူကြီးတို့ကိုရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။လက်နက်ချအလင်းဝင်ခြင်းခလလူထုခရိုင်လော်ဒိုမြို့နယ်အတွင်း2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရပြီးတုံတတားတွင်တာဝန်ကျနေသောခလာရ53တပ်ရင်းမှတပ်သား9ဦးတို့မှတမဟာ3လက်အောက်ခံကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း3ထံသို့လက်နက်ချအလင်းဝင်လာခဲ့ကြပြီးနေတဝဲခရိုင်လက်ဒုဆိုးမြို့နယ်အတွင်း2026ခုနှစ်ဇန်နဝါရီလ23ရက်နေ့တွင်အာဏာသိမ်းအကြမ်းဖက်တပ်ရင်းခလာရ406တပ်ဖွဲ့ဝင်မှတပ်သား9ဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ4တပ်ရင်း10ထံသို့လက်နက်ချအလင်းဝင်လာခဲ့ကြပါတယ်။လက်နက်ချအလင်းဝင်လာသည့်တပ်သားများသည်မိမိဆန္ဒမပါဘဲအတင်းအဓမ္မစစ်မှုထမ်းစေခိုက်ခံရသူများဖြစ်က၎င်းတို့အား KNU မျိုးသားအစည်းအရုံးမှကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်လျက်ရှိပါတယ်။အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွင်ရှိအတင်းအဓမ္မစစ်မှုထမ်းစေခိုက်ခံရသူများအနေဖြင့်မမီတို့နှင့်နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့အလင်းဝင်ရောက်လာကြပါရန်မမီတို့ KNU မျိုးသားအစည်းအရုံးနေပြီးတိုက်တွန်းအသိပေးအပ်ပါတယ်။ထိုင်းရဲတပ်တပ်တူကိုတစ်ခတ်ပြီးနောက်ထပ်ပြေးပုံရှောင်နေသောမြန်မာပြည်သားတူအားကရင်အမျိုးသားလူမျိုးရေးတပ်မတော်မှထိုင်းအာဏာပိုင်များထံသို့လွှဲပြောင်းပေးအပ်ခြင်း2026ခုနှစ်ဇန်နဝါရီလ20ရက်နေ့ညနေ9:30ဝန်းကျင်အချိန်အတွင်းထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်အုပ်ဖန်လန်းမဲကုတိုက်နယ်အတွင်းပြပွားခဲ့သောထိုင်းရဲတပ်တပ်တူအားတနက်ဖြစ်ပစ်ခတ်ကမြန်မာပြည်ဘက်သို့ထွက်ပြေးတိမ်းချောင်သွားသောမြန်မာပြည်သားအားဖမ်းဆီးနိုင်ရေးအတွက်ထိုင်းအာဏာပိုင်များမှ KNU မျိုးသားအစည်းအရုံးထံသို့အသိပေးအကြောင်းကြားကပူးပေါင်းဆောင်ရွက်ပြီးဝိုင်းဝန်းဖမ်းဆီးပေးရန်အတွက်အကူအညီတောင်းဆိုခဲ့ပါတယ်။ထို့ကြောင့် KNU မျိုးသားအစည်းအရုံးလက်အောက်ခံကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တပ်ရင်း28တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးတာဘောမှဦးဆောင်ပြီးပြမှုကျွလွန်သူနဂါးကြီးခနိုင်လင်းအောင်အား2026ခုနှစ်ဇန်နဝါရီလ21ရက်နေ့ညပိုင်းတွင်ကော်တူးလေးအုပ်ချုပ်မှုနယ်မြေမြဝတီမြို့နယ်ဖလူးဒေသတွင်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဇန်နဝါရီလ22ရက်နေ့မနက်10:00နာရီအချိန်မဲဆောက်မြို့နယ်မဟာဝန်ကျေးရွာအုပ်စုမဲကိုကေးကျေးရွာတွင်ထိုင်းအာဏာပိုင်များထံသို့လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။